တခါကလယ်သမားတဦးကသိုးတွေအများကြီးမွေးထားပါတယ်သူမွေးထားတဲ့သိုးတွေကအကောင်900လောက်ရှိပါတယ်ဒီနေ့တော့သိုးချန်ထဲကိုဝမ်ပုလွေတကောင်ကဝင်ပြီးသိုးတကောင်ကိုဆွဲသွားပါတယ်သိုးတွေကဘာမှမလုပ်နိုင်ပဲဆွဲသွားတာကိုကြည့်ပြီးအော်နေကြတယ်အဲ့ဒီဖြစ်ရပ်ကိုကြည့်ပြီးလယ်သမားကြီးကသိုးတွေအကောင်ဗလတ်များဘလောက်ပဲစီးလုံးပါစေဝမ်ပုလွေတကောင်ကိုဘယ်တော့မှအနှင်ဝင်မယူနေဝင်ဘူးဆိုတဲ့သင်ခန်းစာရသွားပြီနောက်ရက်မှာအမဲလိုက်ခွေးနှစ်ကောင်ဝယ်ပြီးသိုးချန်နားမှာထားလိုက်တယ်ဝမ်ပုလွေလဲနောက်ဘယ်တော့မှမလာတော့ပေစီးလုံးချင်းဒီခွန်အားဆိုတာကတော့မှန်ပါတယ်ကိုကသိုးဖြစ်နေလို့တော့မရပါ